န်ကပ်ပြက်သွားတာပျောက်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ဘန်သွားဆရာမလို့ပဲနဲ့ဘန်ကပ်ပြန်လျှောက်တဲ့နည်းလေးပြောပြမယ်နော်လျှောက်ပြီးလို့ရှင်နောက်နေ့ကိုပေးထားတဲ့အိမ်လေးစာမျိုးပေါက်ထဲကိုကပ်အစ်စ်လေးပို့ပေးလာပေးပါတယ်တခါတလေကြက်လို့ရှင်လည်းအိတ်ဘောကအထိပို့ပေးတာမျိုးလည်းရှိပါတယ်ဒီလက်ကပ်ပြက်သွားလို့ပြန်လျှောက်တာ2ရက်နေ့မှာပဲဒီ ATM ကပ်အစ်စ်လေးဖြူစီကိုရောက်လာခဲ့ပါတယ်ဘန်ကအစ်စ်လျှောက်မယ်ဆိုလို့ရှင်ထုံးစံအတိုင်းပဲပေါ့နော်ဘန်ကို login ဝင်လိုက်ပါမယ်ဘန်ရအောက်ခြေပြားမှာရှိတဲ့ more ကိုနေလိုက်ပါ replace block cut ဆိုတဲ့နေရာလေးကိုနေလိုက်ပါကိုယ့်ရဲ့ကပ်ပြက်တာဆိုလို့ရှိရင် my cut edimate ဆိုတဲ့တစ်ခုလေးကိုနှိပ်ပေးလိုက်ပါကိုယ့်ရဲ့ကပ်ပြောက်တာဆိုလို့ရှိရင်တော့အောက်ကတစ်ခုလေးကိုနှိပ်ပေးလိုက်ပါပြီးရင်ကိုပြက်တဲ့ကပ်ပေါ့နော်ကိုအစားထိုးပြန်လို့ရှိတဲ့ကပ်လေးကိုနှိပ်လိုက်ပါname on new ခါမှာကိုယ့်ရဲ့နာမည်လေးကိုထည့်ပေးပြီးတော့ next ကိုဆက်သွားပါအပြရောင်စာတန်းပေါ်က replace cut ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးလိုက်ပါOkay ပေးပြီးတော့35 working day မှာကတ်အစ်လေးပို့ပေးပါလိမ့်မယ်ကတ်တစ်လျှောက်ပြီးလို့ရှင်လက်ရှိကင်ထားတဲ့ကတ်ကလည်းတုံးလို့မရတော့ပါဘူးဒီလေးပေါ်လာရင်ကိုယ့်ရဲ့ကတ်အစ်လေးပြန်လျှောက်ထားတာရပါပြီရှင်အစ်စ်ပြန်လျှောက်ပြီးတော့2ရက်မြောက်နေ့မှာဒီကတ်လေးမျိုးပေါက်ထဲကိုရောက်လာပါတယ်ပြီးရင်ဒီကတ်ကို activate လုပ်ရအောင်ပါပေါ့နော် activate လုပ်တာလည်းဘာမှသွားစရာမလိုဘူးပေါ့နော်ဖုန်းကနေပဲလုပ်လို့ရပါတယ်ရလာတဲ့ကပ်ပေါ်ကစာရွက်အနီလေးရှိရပေါ့နော်အဲစာရွက်အနီမှာ QR code ပုံလေးရှိတယ်အဲ့ဒီပုံပေါ်ကို scan ဖတ်ပေးလိုက်ပါပြီးရင်ပေါ်လာတဲ့ GODPS ကွန်းဆိုတဲ့စာတန်းလေးပေါ်ကိုနှိပ်ပေးလိုက်ပါအဲဆိုလို့ရှိရင်ဘန်ရဲ့ login ဝင်တဲ့နေရာကိုတန်းပြီးတော့ရောက်သွားပါတယ်ဘန် login ဝင်ပြီးရတဲ့ဒီနေရာလေးကိုတန်းပြီးတော့ရောက်သွားပါတယ်ဒီလိုစာတန်းလေးပေါ်ပြီးဆိုလို့ရှိရင် Activate ATM Cup ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးလိုက်ပါပြီးလို့ရှိရင်ဒီစာတန်းပေါ်ပဲဆက်ပြီးတော့နှိပ်ပေးပါဒီလိုလေးပေါ်ပြီးတော့ successfully ပေါ်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ကတ်ကအသုံးပြုလို့ရပါပြီအရန်ကိုလွယ်ပါတယ်တတပါ